မင်္ဂလာပါကျွန်တော်ကတော့ Magic Star ရဲ့ founder လင်းနေပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာလည်းအမှုပညာလုပ်ငန်းများဖြစ်တဲ့ Magic တရုပ်ဆောင် Writer နဲ့ကျွန်တော်တို့ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေရဲ့ Fully Edit လို့ခေါ်တဲ့နောက်ခံအတန်တူများကိုပြုလုပ်ဖန်တီးတဲ့ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာပထမတော့ကျွန်တော်ကဝါသနာရဒါစီးပွားလေးတွေကိုယ်တိုင်လုပ်တယ်ပေါ့နော်လုပ်ပြီးတဲ့အခါမှာကျွန်တော်နဲ့ခင်တဲ့တပင်ပညာရှင်တွေမြန်မာတန်အဆိုရှင်တွေအတီးသမားတွေကိုကျွန်တော်လက်ဆောင်လေးတွေပေးတယ်ပေါ့နော်အဲ့လိုလက်ဆောင်လေးတွေပေးရနေပြီးတော့မှကျွန်တော်စီမှာလာပြီးတော့ကိုလေးတွေလုပ်ပေးပါအောင်ဆိုပြီးတော့မှားလာတာလေးတွေကများလာတဲ့အခါမှာမစိုးဘူးပေါ့ဒါလေးကိုငါ product လေးတစ်ခုလုပ်ကြည့်ရင်ကောင်းမယ်ပေါ့နော်ဟုတ်ကဲ့ပါ Magic Star ရဲ့စီးပွားထုတ်လုပ်မှုလေးတွေကိုပိတ်သက်ကြီးကိုဘူးတုဒအနေနဲ့အနေငယ်ပြောပြချင်ပါတယ်စီးနဲ့ဝါဆိုလို့ရှိရင်တော့ကျေးသွန်းတဲ့ပညာနဲ့လက်သမားပညာနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ဒုတိယတစ်မျိုးဖြစ်ပါတယ်ခင်ဗျာအတန်ဆိုရင်လည်းမြန်မာဂီတပညာရှင်များအကြိုက်စီရှက်ဒီဝင်းကျင်နဲ့ရအောင်အားလုံးကိုဖန်တီးပေးထားပါတယ်ဒီဘက်ကဝါလေးကတော့ကျွန်တော်ကိုယ်တိုင် handmade လုပ်ထားတဲ့ဝါလေးတွေဖြစ်ပါတယ်ခင်ဗျာပထမဆုံးဒီဝါလေးတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်းတုံးအတုံးလေးတွေလုပ်မယ်ပေါ့နော်ကျွန်းတုံးလေးတွေကိုကျွန်တော်တို့ကဒီဝါလေးရဲ့အတိုင်းတာတိုင်းပဲပေါ့နော်ဖြတ်တောက်အောင်မယ်ဖြတ်တောက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီမှာဂျစ်စောနဲ့အဝိုင်းပုံစံလေးလှီးတယ်ပေါ့နော်လှီးပြီးသွားတဲ့အခါမှာနှစ်ခုကိုညီအောင်ထားပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကချောမွေ့တော့ကော်ဘတ်ဆန်နဲ့ပုတ်ပြီးတော့ချောရတယ်ပတ်တာလေးတွေကိုလည်းတန်ကြီးလေးပါလိုက်မတော့အောင်ကျွန်တော်ကရွှေဝရောင်မှုတ်ဆေးနဲ့မှုတ်ပြီးတော့အခုလိုမျိုးချေမှုန်းထားပါတယ်ပြီးတော့ဆွဲတဲ့စကရူလေးတွေကလည်းစတီးစကရူလေးတွေကိုသုံးပေးထားတဲ့အတွက်တန်ကြီးလုံးဝလိုက်မှာမဟုတ်ပါဘူးပေါ့နော်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဆေးရလည်းအတွင်းရောအပြင်ရောကျွန်တော်တို့မဟောဂနီပေါ်လစ်ပေါ့နော်အပြည့်တင်ပေးထားတယ်ပေါ့နော်ဒီတန်လေးကတော့မြန်မာဂီတပညာရှင်တိုင်းနှစ်သက်တဲ့ဝါးရဲ့အတန်လေးဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးကျွန်တော်ကောင်းကောင်းမွန်မွန်လေးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာရိုးရိုးနဲ့ share ဆိုပြီးတော့2မျိုး2စထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာရိုးရိုးကတော့11,000ကျပ်ဖြစ်ပြီးတော့ share ကတော့15,000ကျပ်ဖြစ်ပါတယ်ခင်ဗျာMagic Star